မမလေးအကြိုက်တယ်လိုက်ပြပေးပြီဆိုတော့လေဒါလေးတွေဝယ်ပေးပြီးတော့ရှင်နဲ့လေမမလေးအခြေအဆင်ပြေပါစေလို့ဆုတောင်းပေးတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာအချိန်ပေးပြီးတော့လေလိုက်ပြပေးရတယ်လေကျေးဇူးတင်တယ်ဒါနဲ့ခရီးလဲကြိုက်တာယူလေမယူတော့ပါဘူးခရီးတို့ဘွားနဲ့အလံအဝေးကြီးပါဟောကိုဆိုင်ဝယ်ပေးမှာဗောခရီးရလဲကဲရှင်ကလေဒီပိတ်အုပ်ကိုဝယ်ပေးတယ်ပဲထောင်းကျမချုပ်ခမတတ်နိုင်ဘူးရှင်ချုပ်ခတွေကအရင်ဈေးကြီးတာချုပ်ခလေးရောရှင်ပေးမယ်ဆိုရင်တော့တမျိုးပေါ့ပန်းမျိုးတရားထဲလိုက်ကပဲလူကြီးအောင်မထုံတသေးနဲ့ဒါမျိုးကြောက်လဲချစ်ဖို့ကောင်းတာပဲငါကြိုက်တဲ့ဟာကိုပေးနိုင်နေဆိုတော့သူ့အဖြစ်ပြန်ပေးရရမယ်မလိုက်တော့ဟဲ့ဒီမှာစားရတာတော်ရူဘာရတက်တရလားမမကြီးခရီးပါခရီးတောင်းမှန်ပါတယ်နော်ဒါပေမဲ့လေခရီးကိုဘယ်တော့မှခွင့်မလို့ပါနဲ့ဟဲ့အပြင်ကိုပစ္စည်းခဏသွားဖို့ဦးမယ်နော်လည်းနဲ့ကြာမယ်နော်ဒီမလေးဒါကိုကြီးတို့အိမ်မယ်အဆင်ပြေလားယင်အော်တည်ပါတယ်ဟုတ်အစားမလို့ပါပြီးရင်အဆင်ပြေသွားလိုက်မယ်တိလားရပါတယ်အတိကဒါမှမဟုတ်ပဲဟိုတယောက်နဲ့တယောက်ဟေးဘာတော့ဟိုတယောက်နဲ့တယောက်နားလည်ပြီးတော့ချစ်နေလို့ပဲဟာဟုတ်စာခိုးခဲ့တဲ့နေမို့လို့လားမသိဘူးတအားအိတ်ချင်နေတယ်အဆူသွားရအောင်ပြီသွားစို့နော်ဒီနေ့ကစပြီးတော့ငါရဲ့ရွှေသမက်ငိုသမက်ကလေးကသီရိဆန်အထက်ဆက်ယုံကြီးကိုပိုင်သွားပြီကွာဟုတ်ပြီငါတစ်သေးပြီကွာဒီဆက်လဲကျွန်တော်ပိုင်မှာနော်ဟိုရွှေသမက်ကလေးပိုင်နေလေဟိုအဲ့ဒါလည်းရွှေသမက်ကလေးပိုင်နေဟိုဆက်ကောအဲ့ဒါလည်းရွှေသမက်ကလေးပိုင်နေကျင်းနေတယ်ဗျာဟောဒီဆက်ယုံကြီးတစ်ခုလုံးမှာရှိတဲ့ပစ္စည်းတွေအမှန်တည်းအကုန်လုံးဟောဒီရွှေသမက်ကလေးပိုင်နေဟုတ်ပြီကဲအလုပ်ကိုတေချာလုပ်ကြနော်ဒီနေ့ကနေစပြီးတော့နင်တို့ရဲ့တထေးအသစ်ဆက်ဆက်ကငါပဲကဲခေါ်ကြည့်ကြပါအောင် boss လို့နဝင်ချိုလိုက်တာကွာအထက်ဆေးဝင်မကဘူးတီရီဆန်ပိုးတဲ့ချီတဲ့လက်လီလက်ကားဆိုင်ကြီးပါပိုင်သွားပြီဗျာကျင်းနေတယ်ဗျာပြီးတော့ digital printing နဲ့တူကွန်ပျူတာစက်ပန်းတိုးတွေလည်းဟောဒီမှာအများကြီးရတယ်ဗျာဟာကောင်းလိုက်တာမိမတယောက်ရနဲ့သူကတော့ပွားလာပဲကွာအစင်းနေဖြစ်ရင်စားရိုက်မယ်နော် Okay ready 1 2 3 goရိုက်နော်ဂျိတ်မနော်မင်းသားရေအားနာလိုက်တာဒီတစ်ခါတော့ကတာမရိုက်တော့နော်ဒီဆိုင်မှာရရှိနေတဲ့ပစ္စည်းလေးကိုကြော်ညာပေးအောင်နော်သိကဲအောင်မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့2020ကျော်ရက်တည်လာခဲ့ပြီဖြစ်တယ်ကျမတို့ရဲ့ Super Union မှာဟောရလုံးဝအကျန်းခံတဲ့ဘိုးထိုင်တာပေါ်မှာဟောရမင်းသားချောလေးကနေပြီးတော့တက်ကုန်ပြမှာပဲဖြစ်ပါတယ်ရှင်ကဲမင်းသားလုံးဝအကျန်းခံတဲ့ဘိုးထိုင်အနိုင်ဖြစ်ပါတယ်ရှင်ဒီတစ်ခါကတော့ညီမတို့စီမှာ business design အမျိုးအစားတွေရောအကုန်လုံးရှိတယ်ဒါပေမဲ့ဒီထဲမှာမှဒီလိုမျိုးအလူမီနီယံကပိနက် business လေးတွေကိုကြော်ညာနေတာပေါ့နော်ဒါလေးတွေကတော့ရေဆိုးခံတယ်ဒီလိုမှန်လေးပါမယ်ဒီလိုအပင်လေးပါမယ်ဒါလေးကတော့ကျွန်းသားရောင်လေးပေါ့နော်အဲ့ဒါကိုအဓိကကြော်ညာနေတာပါရှင့်လှရင်မလားဒါလည်းသဘောကျတယ်ပြန်ရင်လည်းကိုယ့်ကားထဲမှာတစုံထည့်ပေးလိုက်နော်အော်ကြော်ညာရအောင်လို့ပြောတာဟုတ်ရပြီလားရှင်နောက်တစ်ခါထပ်ပြောပြပါမယ်ရှင်ဟုတ်အဲ့ဒါဆိုစမယ်နော်ပေါ့
အမဘာလို့လဲမသိဘူးနော်အမ ဘာမှမလို့ဟိုညက်လာဆိုတဲ့တယောက်ဒီမှာအလုပ်လုပ်တာလား ဟုတ်တယ်ရှင်ခေါ်ပြရလားအမ မခေါ်နဲ့ဟိုနင်းတို့မိုင်နေကြတာလင်းငါ့ကိုခေါ်ပေး ဘာလို့လဲမသိဘူးအရေး ကဲပါအရေးကြီးလို့ပါခေါ်မယ်ဆိုခေါ်ပေးစမ်းပါ ဟုတ်ကဲ့မင်္ဂလာပါအမကျမစီဆိုင်ကမန်နေဂျာပါရှင် ဟုတ်ကဲ့မဟိုကျမလေးအမကြီးတို့ဆိုင်မှာအလုပ်လုပ်နေတဲ့မောင်မြတ်တာရဲ့အတော်ပါခုသူ့မေလေးအသက်တန်တီဗီစိတ်ုံတင်ထားလို့အဲ့ဒါသူ့လက်ကလေးကြိုလာထုတ်တာရှင် စမမတောင်အရင်တော့ပြောရအောင်နဲ့ ပြောမလို့ပါဘူးကျမလေးတူတော်ရင်ခောက်ပါရှင်ဟိုအတော်ဆိုရင်မဲ့လေသူ့မေလိုပါပဲတားမိလို့ဆိုပုံမှန်ပါလေတော်ရင်ဆိုကျမလာမပြောပါဘူးအခုကလေတေးရှင်မို့လို့ပါလူတဲ့ချောင်းကဲကောင်းပါလေရှင် အေးပါအေးမောင်မြတ်သားလေးစူပါယူနီယံမှာလုံနေကြပြီဆိုတော့ပေးလိုက်ပါမယ်နော်ခဏလေးဆောင်နော် ဟုတ်ကဲ့ ရပြင်မပြီးစစ်ကြအောင် ဟုတ်ကဲ့ကျေးဇူးပါ ဂျာကြီးမင်းတော့ဗာတည်းခိုင်းရမလဲဟာတော်လေး အမလေးဂွန်းစိန်နေငါတော့ညှိဆွဲနေတယ်ပေါ့ ဟုတ်ပါဘူးဟဲ့ ရှင်တယ်မခိုင်းနေတယ်အလုပ်တွေလည်းခိုင်းနေရလား အော်မဟုတ်ပါဘူး ဒီမှာငါသားလေးကိုလေ အမလေးပြောမနေပါနဲ့ချီမွေးမင်းမလောက်လက်မွေးမင်းမလောက်နဲ့လေဘိုင်းငေါကြောက်ဖိထားတယ်အဲ့ဒါပဲပြောမလို့မလား ဟုတ်ပါဘူးဂွန်းစိန်ရဲ့ငါသားလေးကလေမွေးရပါလေးပနာသမားဟဲ့သူ့လေတနေ့၄၅ချိန်နှိပ်ပေးရတာငါလေအဲ့လိုလေချီမွေးမလားလေမမလားပို့လို့ဥထားလို့ပြောမလို့ပါ ဘလို့လေးမနာရှိတယ် ဟုတ်တယ်ဟောတော့လုံးမနေနဲ့ညင်ကြီးရလဲဟဲ့ပြုစုတတ်မဲ့ပုံမပေါ်ပါဘူးအားကြောင့်ငါသားကိုစိတ်ချလို့လာခေါ်တာဟဲ့ ဘလို့လာခေါ်တာတော့မင်းနိုင်ပါဘူးငါတင်းထားတဲ့ပစ္စည်းကိုငါဆေးကုမယ် ငါနဲ့မရှုံပါဘူး ရုံလိုက်ခဲ့ပေါ့ အေးတော့မယ်လေအဲ့ဒါဆိုရင် မင်္ဂလာပါခွေးစီတိုင်းမှာကျေးဇူးပါရဲ့ရှင် တမားတို့လည်းပြချင်လို့ ဟုတ်ကဲ့ဒီဘက်လေးမှာထိုက်ပြလို့ရပါရဲ့ရှင်ဒီမနာတောက်စေးရည်လေးကတော့ဟင်းစားစုလေးနဲ့နှစ်စောတနေ့ကို၄ချိန်မနက်နေ့လည်းညနေညဆိုပြီးတရက်တမင်းကွာတောက်ပေးရပါမယ်ရှင် ဟုတ်ကဲ့ ဒီမနာစေးပြားလေးကတော့နှစ်ပြားတနေ့နဲ့ချိန်တောက်ပေးရပါမယ်ရှင် ဟုတ်ကဲ့ပါ ဒါလေးကလေတန်ကြီးလင်းစီလားမသိဘူးခင်ဗျ ဟုတ်ပါရဲ့ရှင်နာကျင်အောင်ရဲကြိုက်ခဲနေရအားလုံးတနေ့၃ချိန်လင်းပြလို့ရပါရဲ့ရှင် တောက်စီရဲ့လင်းစီရဲ့အဲ့လိုမျိုးလေးပြောပြ ဟုတ်ပါရဲ့ရှင် တိကျမှရမယ်နော်ပြီးလို့ရှိရင်စီးတွေကိုလည်းအကုန်တောက်ရမယ်ဖြစ်သေးပါဘူးစိတ်မချဘူးမမကိုယ်တိုင်ပဲတိုင်မယ်နော် ဒါနဲ့နေပါအောင်ဒါပါဂုံကြီးတဲ့လေးပင်နာယောဂအမျိုးမျိုးကြီးပေါင်းအစစ်မြစ်ရောင်ရကြိုက်ခဲခြင်းယူရစ်စစ်ပို့လို့ဖြစ်တဲ့ကောက်ယောဂတွေတက်တာပြောက်ကင်းစေတယ်တဲ့ဟဲ့ကွန်းစိန် ဘာတော့ ငါတော့လေနေလိုက်မပို့နိုင်တဲ့ခါကျလာပို့ရအောင်လေဒီစိတ်ကားလေးစလေးငါ့ကိုပြောထားအောင်ဝေး မလေးလွယ်လွယ်လေးအမတ်ဇမ်းမြတ်ဆွေမင်းကောင်းနဲ့တာယာကုန်းလမ်းနန္တာကုန်းရက်ွက်အင်းစိန်ရန်ကုန်မြို့တဲ့လွယ်လွယ်လေးကိုများ အေး နင်းမရှိပါနဲ့ငါလိုက်ပို့ပါမယ်နော်မောင်လေးသိရှိပါ မတွေ့နေမှာလေဆရာလည်းဒီလိုကြောက်လဲတဘောကောင်းလိုက်တာ စိတ်တာလေးဒါလေးတောက်ပြပိတ်အောင်မြင်မြင်လို့ပြီးတော့ရင်တော့ဆရာချုပ်တဲ့ဘူးလေးလာယူဖို့မြင်နေတော့ ဒီလိုနဲ့ပဲဦးလေးကော်ဖီလေးချောင်းအရင်ကထက်ကျမ်းမာလှပတဲ့ဘဝလေးကိုပြန်ပိုင်ဆိုင်ခွင့်ရခဲ့တာပေါ့ရှင်စိတ်နာပြီးတစ်ထားခဲ့တဲ့ဝတ်စုံလေးလည်းပြန်ဝတ်ခွင့်ရခဲ့ပြီပေါ့ကျုံတို့ခုမိတ်နေလို့ကြီးစားတက်တယောက်လဲလေခရထားပြီးမနစ်ခံဆိုရင်လေသူ့အဖေအမေကိုခေါ်ပြီးတော့လာကောင်းတော့မယ်တဲ့ပြောလိုက်တာ ကဲကလေးတွေကလည်းမေတ္တာမြတ်နေကြတယ်ဆိုတော့လူကြီးတဲ့သဘောတူပေးရမှာပေါ့ကန့်ကွက်ဆံမရှိပါဘူးကျမတော့ ကျမတို့လည်းသဘောတူပါရှင် ကဲဒါဆိုတော့ရေကောင်းရမြတ်လေးရွေးလိုက်ကြတာပေါ့နော် ဒါဆိုရင်မင်္ဂလာဦးစငါလာစီစဉ်ထားပြီလားရှင် အော်အဲ့တော့မပူပါနဲ့အမည်ကြီးဒီဇိုင်နာတယောက်ကိုတော့ခေါ်ထားတယ်အော်ဟိုမှာတွင်းရင်ဆိုရင်ရောက်လာပြီ တမီထပ်ဆောင်ပြန်ပြီနော် 哎呦我的妈！